วัสดีค่ะยินดีต้อนรับร้านโกโก้นะคะမင်္ဂလာပါရှင်ကိုကိုဆိုင်နေကြိုဆိုလိုက်ပါတယ်ရှင်ကဲနွေရာသီရောက်ပြီဆိုတော့မင်းချီသားလေးတွေနဲ့မိတ်ဆက်ပေးခြင်းနဲ့မင်းဝတ်ထားတာတွေကလည်းလေနှစ်တရာချီပေါ်ချီဖောက်လေးတွေဝတ်ထားတာရှင်ဟုတ်ပြီးတော့အခုမိတ်ဆက်ပြမယ့်အစင်လေးကဒါလေးပါရှင်အခုအရန်ဒီမှာအစင်တစ်ကလေးအယောင်အရန်သွတ်တဲ့ဟာလေးပေါ့နော်အရန်မှလှတော်လေးပါရှင်ဟုတ်ဒါလေးကတော့အဝါလေးပါရှင်သူ့အဝါလေးကဟိုလိုဆက်ဖြည်းဖြည်းအဝါလေးမဟုတ်ဝတ်လိုက်ရင်တအားလှတော်လေးပါရှင်ကဲဒါလေးကအစိမ်းလေးပါသူ့ရဲ့အစင်လေးကလေလိပ်ပန်းလေးပေါ့နော်လိပ်ပန်းကင်းလေးတွေလိုပဲအရန်လှတော်လေးတွေအယောင်စုံလေးနဲ့ဖောက်ထားပေးပါတယ်ရှင်ဒါလေးကတသိန်းပါရှင်ဟုတ်ချီပေါ်ချီဖောက်ကို3ခိုက်ခွဲပါပါတယ်ရှင်3ခိုက်ခွဲဒါလေးကကဲကျောင်းအတဲချိန်မဲ့ဝတ်မလားမိဘတွေ့ဆုံပွဲလေးပါပဲဝတ်မလားနော်ဒါလေးကအလှမင်္ဂလာပွဲပဲဝတ်မလားအရင်တန်တော်လေးပါရှင်ဒါလေးကဈေးနှုန်းအဖြစ်တသိန်းကျပ်ပါရှင်တသိန်းကျပ်ပါနော်ချီပေါ်ချီပေါနှစ်တရာချီပေါ်ချီပေါ3ခိုက်ခွဲပါပါတယ်ရှင်